ကျွန်တော်ဒီနေ့မှာကျွန်တော်အခုမှလာတဲ့ကျန်တော်ဟီရိုကိုသိချင်တာပဲကျွန်တော်ချက်နိုင်ရန်သွားမိလိုက်ပြီပေါ့အဲ့ဒါပြီးကျန်တော်ဟီရိုကဖာလဲဆိုမေးလိုက်တယ်သူကတော့ချန်ရဲ့ရိုးထဲမှာနိုလန်အကျန်းလို့ပြောပါတယ်နိုလန်စကေးကိုတောင်းနေရတယ်ကောင်းတယ်ဗျာညာပြောတာအဲ့တော့ကျွန်တော်ဒီမှာနိုလန်လေးကိုကန်ပြသွားမှာဖြစ်ပါတယ်ကန်ပြသွားတယ်ဆိုတာကျွန်တော်နိုလန်ကအပေါင်း16000ကြည့်ထားမလို့ကျွန်တော် guide လိုမျိုးလေးလုပ်ပေးသွားမှာဖြစ်ပါတယ်ဂလိုကြီးလည်းတော့ဖို့စဉ်းစားထားတယ်နောက်တစ်ကြောက်ချန်ရဲ့ရိုးကိုလည်းထိထိရောက်ရောက်ကန်နေတဲ့ brother တယောက်ဆိုရင်တော့ဒီဗီဒီယိုစာဆုံးကြည့်လိုက်ပါဒီဗီဒီယိုအတင်းတော့ပါပဲဒီဗီဒီယိုကနိုလန်ခိုင်လေးကိုတေချာလေးရှင်းပြထားရတဲ့ guide လေးပဲဖြစ်ပါတယ်တေချာလေးရှင်းပြထားရဆိုတော့တိတ်ပတ်နေကြအဲ့လိုမျိုးဟိုဟာစာလို့ယူပြီးရှင်းပြထားမှာမဟုတ်ဘဲနဲ့ရက်သားနားလေးပုံစံမျိုးရှင်းပြထားမလို့ဒီကဟိုက်ဘက်ကန်မယ်ဆိုရင်တော့ဒီပဲစုတော့ဘူးလို့ရဲ့နောက်ပြီးတော့တော်တော်ဘူးလို့ပါတယ်တူပါပဲဒါမှမဟုတ်လည်းထပ်ပြောပါတယ်နောက်တော့ item မဆောင်မချင်း level မပြည့်မချင်းတော်လေးမထွက်စီပါဘူးlevel 7နှစ်လောက်ဆိုရင်တော့ပဲလိုက်ဆိုင်လို့ကောင်းပါပြီlevel တိုင်းနဲ့မနိုင်နိုင်ဘူးဆိုပေမဲ့လည်း level 20လောက်တာဝိုင်းတော့2ယောက်တယောက်ပြီးချလို့ရတယ်နူလည်းညပူချမ်းနေတယ်လို့ခံစားရပါတယ်ဆက်လို့လည်းဆိုလို့လားဆောင်ရင်ကျန်လို့ပါပဲနိုလန်ရဲ့ကွန်ဘိုနေရဲ့နိုလန်ရဲ့ပတ်ဆက်ကြောင်းနောက်တစ်ကြိမ်တဖြည်းဖြည်းရှင်းပြပြီးတော့မဟုတ်လို့အဆုံးထိကြည့်ပြီးကြပါအောင်လို့ကျွန်တော်နောက်တစ်ခေါက်တောင်းဆိုကြပါကျွန်တော်ကျွန်တော်ချောင်းကြည့်လိုက်တယ်နောက်တော့ဂလူဘူးထားတော့ကီးကဆောင်းရင်းလွယ်ပါတယ်ဒါတော့အာလူကက်ကိုဂလူကမမိလိုက်လို့ပါဒီမှာဆိုတဲ့ဆေးပါနာတမ်းမဲ့စီမျိုးလာချခြင်းပဲကျွန်တော်ရဲ့ပတ်ဆက်တွေကဆောင်းရင်းနေများတယ်ပတ်ဆက်ဆိုတာအဲတန်လေးကိုပြောမဟုတ်ပါဘူးကျွန်တော်ပတ်ဆက်ဆိုတော့မပြောမိရပါအဲတန်လေးရများနေတဲ့အတွက်ဒီကောင်လေးအတန်လေးကိုတစ်ချက်ခိလိုက်ကြတယ်ကျွန်တော်တီးလို့ရပါပြီဒီမှာဆိုတဲ့ဂလူကတော်တော်လေးကိုကောင်းပါတယ်နိုလန်မျိုးအဆက်စင်ဟီယိုမျိုးကန်ထားလို့ရှိရင်တော့တစ်ဖက်တစ်ခွက်လောက်တော့ထည့်တင်ပါတယ်။နေဆုံးတော့ inverted လေးထည့်တင်ပါတယ်။အားလီမှာဆိုလဲဟိုတန်ချက်ကပေါင်မီလေးထည့်တင်ပါတယ်။အဲဥစ္စာလေးက600ကျော်လာမသိပါဘူး။အဲ့လောက်လေးပဲရှိပြီးတော့တော်တော်လေးကိုတန်ပြီးတစ်ဖက်ပေးပါတယ်။ဒီမှာဆိုလဲကျွန်တော် live ဖမ်းပါတယ်။ဒါပေမဲ့စနေမရမချင်းဖမ်းပါကျွန်တော်တော်တော်လေးကိုကောင်းမိထားတယ်ပဲပြောလို့ရပါတယ်။ live မကောင်းတဲ့ကြားလေးကဟုတ်လဲဆိုတော့၄កောင်၈កောင်ဆိုတော့ကျွန်တော်အတင်းတင်းလို့တတ်ထားရှေ့ကောကျွန်တော်ရောက်တဲ့တတ်ထား၄កောင်ဆိုတော့ဝက်ဒီပါလက်စစ်ဆိုတာဒီဝိုင်းလေးပြောရပါဒီဝိုင်းလေးရှိနေဆိုရင်တော့ကျွန်တော်တို့တော်တော်လေးကိုဆောလို့ခေါ်ပါတယ်ဘာလို့လဲဆိုတော့ဝိုင်းလေးတစ်ချက်ဝိုင်းလေးမှာရှိနေချင်းကျွန်တော်တို့ visit တစ်ချက်ရိုက်လိုက်ကြတယ်အတန်းတစ်တန်းပေါ်လာမှာပဲဖြစ်ပါတယ်ဒီမှာဆိုကျွန်တော်အတန်းလေးထုံးနေရပဲဖြစ်ပါတယ်အတန်းဆိုတော့အဲ့မှာကျွန်တော်1ဆိုရင်1တန်းလေးကိုပြောရပဲဖြစ်ပါတယ်ဘတ်စစ်ကကြဘယ်လိုမျိုးချင်းနေမှာပေါ်ရလဲဆိုတော့ဘာမှမလုပ်ဘဲနဲ့ဂျန်နေနေလဲပေါ်ပါတယ်ဘတ်စစ်ကဘယ်လိုမျိုးချင်းနေမှာပေါ်ရလဲဆိုတော့ကျွန်တော်တို့ခရီးဘတ်တွေရိုက်လို့ရှိရင်တော့ပေါ်ပါတယ်အဲ့လိုမျိုးကောင်းနေတော့ကောင်းနေရိုက်လို့ရှိရင်တော့ပေါ်ပြီးတော့ enemy နဲ့တာဝါပြလို့ရှိရင်တော့အဲ့စာ1လေးကစနေပြန်နေပါတယ်ဒီဥစ္စာလေးပါဘတ်စစ်ကြောင့်နောက်တစ်ခုထပ်ပြောရမယ်ဆိုရင်ဘတ်စစ်ကကြောင့် enemy ကို SK1 SK2 အဲ့ဒီနဲ့ထိလို့ရှိရင်ကျွန်တော်မန်တယ်ပြန်တက်ပါတယ်အဲ့ဒါလည်းပတ်စစ်လို့ခေါ်လို့ရပါတယ်ဒီမှာဆိုလည်းခုနကပြောတဲ့တန်ရကဘောင်းမကြီးဆက်ထားတဲ့အတွက်ဆာဗာဝင်ဖြတ်တာမပြတ်လိုက်ပါဘူးတန်ရကဘောင်းမကြီးကဈေးနေပြီးတော့တော်တော်လေးကိုစင်ပြေပါတယ်မှန်တကယ်ဆိုဆာဗာတမ်းမရပြတ်သက်ပါတယ်လူလကညားရဆိုရင်တော့ဝင်ရဲဖို့လိုပါတယ်ဝင်ရဲဝင်မဟုတ်ဘဲနဲ့ထွက်လည်းပြန်လည်းထွက်တာပါပဲဝင်ထက်ကြရမယ်ပေါ့ကျွန်တော်ပြောနေရင်တန်ရကဘောင်းမကြီးဆိုတာဒါလေးကိုပြောပါဒါကတော့ကျွန်တော် idea လေးပဲဖြစ်ပါတယ်ဒါကတော့သင်ပြလို့ရှိရင်ယူတောင်းလို့ရပါတယ်ကျွန်တော်လည်းအဲ့လိုမျိုးရှာကြည့်ရမှာပေါ့နော်ကျွန်တော်အဆင်ပြေရတဲ့မျိုးဆက်ထားပဲဖြစ်ပါတယ်ကျွန်တော် enemy blue ball ကိုကြည့်လိုက်တာ blue ball ကရှိရလို့ပြောရမျိုးပေါ့ပါဒါပေမဲ့blue ဒီပေါ်က enemy blue ball တွေကလည်းမှန်နေမှမှန်တာ enemy ball တွေရှိလားမရှိလားဆိုတာလည်းတိကျပြထားမှာမဟုတ်တော့တိကျတော့ကြည့်လိုက်ပါတယ်ရှိပါတယ်နောက်တော့ဗာလဲရှိ enemy လည်းရှိနေရတော့ကျွန်တော်ဝင်တီးရဲ့ဆိုပေမဲ့လည်းကျွန်တော်တယောက်တည်းဆိုရင်နိုင်ပေမဲ့နှစ်ယောက်ဆိုတော့ကျွန်တော်ဒီကောင်ပဲကျင်ရလိုက်ပါတယ်ပတ်တော့မရလိုက်ပါဘူးဖမ်းမယ် level 15ဆိုပေမဲ့ item မဆုံးသေးရတော့ကျွန်တော်ဖမ်းပါတယ်ဒီမှာဆိုလည်း enemy ကိုတီးနဲ့ဖမ်းပါတယ်ကျွန်တော်ဘက်ကလူကတော်တော်လေးကောင်းတယ်လို့ပြောလို့ရပါတယ်ချောင်းလည်းလီးချောင်းမဟုတ်ပါဘူးဒါပေမဲ့လည်းခေါင်းပါတယ်ဒါပေမဲ့ကျွန်တော်ခေးရပါတယ်နောက်ဆိုထိုင်တော့ line ဆန်းနေရမှာမသိပေမဲ့ကျွန်တော်ခေးရပါပါတယ်နှစ်ကောင်တော့ရပါပါAC လေးပါပဲဒီ game ကဒီမှာမမကြီးမယ်ဆိုတော့ enemy ဘက်ကလည်း3အောင်လေးကျွန်တော်ဘက်ကလည်း3အောင်လေးဆိုဒီကောင်ဆာဗာကျွန်တော်ပြတ်မှထင်တာပါပြတ်မှဆို immortal ရှိတော့ immortal ပြတ်ပြီးကျွန်တော်ပိုင်းရမယ်ထင်တာပါဒါမှလည်းစိတ်မကောင်းသေးတာတကူက V ရောက်လာပြီးတော့ကူပါပဲပြောဒီကိုဒီတော့ဆော်ရမ်းလိုက်ပါဘာလို့လဲဆိုတော့မှာအလူကောကိုကျွန်တော်မနိုင်မသိတော့အလူကောကိုကျွန်တော်မြားလိုက်တယ်မြားပြီးကျွန်တော်ကောင်နေနဲ့ PC ထားလိုက်ပါတယ်
ကျွန်တော်တော်ခေါင်းဝိုင်းတယ်ကျွန်တော်ပြောပါတယ်လောလိုမျိုးကောင်းမျိုးကတော့တော်တော်အခုတော့ကြီးကတော်တော်လေးချမ်းပါအရင်တော့လည်းချမ်းနေဆိုရင်အခုတော့ဘူးချမ်းနေတော့ခံရပါဒါပေမဲ့နိုလန်လိုမျိုးကြီးတော့မျိုးလောတွေပါသူ့ရဲ့1နေ2တွေသူ့ရဲ့ spare ထီရတယ်နိုလန်လိုမျိုးကြီးတို့မျိုးအမှန်တရားပြန်တက်ပါတယ်အဲကြောင့်မို့ကျွန်တော် Twitter မဆက်ထားလို့ပဲဖြစ်ပါ Twitter ရှင်တော့လည်းရှင်းခေါ်လို့ရပါတယ်ဒီမှာဆိုကျွန်တော်တွေ့ရမတက်လို့ပါမှန်တယ်ကတော့မကုန်ပါဘူးချီရတယ်မှန်တယ်မကုန်ပါဘူးကျွန်တော်လောရပါပါကိုက240ရပါပါကျွန်တော်လောနေပဲတက်လိုက်ပါ AC လေးပဲမှာဆိုကျွန်တော်မပြအောင်လည်းရှောင်းလိုက်ရပါတယ်ရှောင်းလည်းကောင်းပါ enemy ရှောင်းတော့တပွဲလုံး171ဟို271နေလာချလို့ဆိုပြီးတော့ကျွန်တော်လောင်မျိုးပြောပါ enemy ရှောင်းပါ AC လေးပဲပွဲလေးရောက်နိုင်ပါပါတယ်စောင်းဒီ TV ရဲ့အတွက်ကျေးဇူးတင်ပါတယ် subscribe လေးငါလေးလုပ်ပြီးခဲ့ကြပါမယ်ကျွန်တော်ပြောဆိုချင်ပါတယ်